အလုတ်မများဤဘေကင်းရင်းနှင့်အဆင်ပြေစေရန်အတွက်အလုတ်မစမီတိလျော်သောအဝတ်စားများဝတ်ဆင်ပြီးအလုတ်ပြီးပါကတက်ရက်စွာတူးမအကိုလဲလှယ်ပြီးတူးမအစင်ရမှာဖြစ်ပါတယ်ပိုးသက်စေးပြက်နှက်ရဲ့အလုံးမစမီအမှုမှုများသို့မဟုတ်ပိုးသက်စေးဤအရေးပြားတဲ့သို့စိမ့်ဝင်မှုကိုကာကွယ်ရန်အထူးကာကွယ်စေးအင်ဂျီမျက်နှာဖုံးကာကွယ်ရေးလက်အိတ်နှင့်မျက်မှန်များကိုဝတ်ဆင်ရမည်ဒီအချိန်တွင်ကာကွယ်စေးအင်ဂျီသည်ကိုပူချိန်ထိန်းသိမ်းနိုင်ပြီးချွေးပြန့်ထွက်မှုအလွယ်တကူလှုပ်ဆောင်နိုင်သောပစ္စည်းဖြစ်ပြုလုပ်ထားရန်လိုအပ်သည်အပြင်မှာအလုံးလုံးတဲ့အခါဦးထုတ်မျက်နှာတုပ်ပူဝါအဝတ်ရှည်လက်အိတ်နဲ့ဘိုဖိနစ်တွေကိုတူးမအစင်ပြီးရေပြားကိုအတက်နိုင်ဆုံးဖုံးအုပ်ထားပြီးတော့ကာဝယ်ပေးတဲ့ခရင်ကိုဖြန်းနေရင်မက်ကြောင့်ဖြစ်တဲ့ကူးစက်ရောဂါကိုကာဝယ်နိုင်ပါတယ်ထို့အပြင်မိမတို့နေရာများကိုတဲရတဲ့လီကားဖြစ်အလုံးလုံးရသည့်အခြေအနေမျိုးတွင်ဦးကောင်းထိခိုက်မှုဖြစ်စေရန်အကာအကွယ်ဦးထုတ်ကိုတေချာဝတ်ဆင်ပါအလုံးလုံးနေစဉ်မှာချော်လဲခြင်းမရှိရန်နှင့်လုံခြုံမှုရှိရန်ချော်ရည်မှုကာကွယ်နိုင်သောလေယာလုပ်ငန်းဖိနပ်ကိုဝတ်ဆင်ရမည်ဖြစ်သည်ချက်ချင်းတို့မဟုတ်ခုတ်ချက်ချင်းတို့မဟုတ်ရက်စစ်ရှော့ချက်ချင်းဆက်တဲ့အရာများကိုကာကွယ်ရန်တင်းလျော်သောလက်အိတ်များတို့မဟုတ်လက်မောင်းကိုကာကွယ်ပေးတဲ့လက်ကာများဝတ်ဆင်ခြင်းသည်ပိုကောင်းပါသည်မှန်ကန်သောအလုပ်တူးမအစားကိုတူးမအဆင်ခြင်းလိုမျိုးအရေးပါတဲ့အရာကတော့ပုံမှန်ဆေးစစ်ခြင်းနှင့်ဂရုစိုက်ခြင်းပဲဖြစ်ပါတယ်အလုပ်ပြီးသောအခါတွင်အသုံးပြုထားသောအကာအကွယ်ဝတ်စားများလက်အိတ်များဥထုများဆော့တီတို့ကိုတိုက်ရှင်းစွာဆေးကြောပြီးနေပူထဲတွင်အချောက်ခံကသတ်မှတ်ထားသောနေရာတွင်တင်ဆဲပါလေယာသုံးကိရိယာများနှင့်ဆဲရနေရာများကိုလည်းတန့်စင်ပြီးနောက်သုံးပြုရန်အတွက်စီစဉ်ပေးပါကောင်းမွန်စွာတူးမအစားဆင်ရင်ပြီးပစ္စည်းများကိုတက်ရက်စွာထားရှိခြင်းသည်ဘေးကင်းသောစိုက်ပျိုးရေးလုပ်ငန်းအတွက်ပထမခြေလှမ်းဖြစ်သည်